So အားလုံးမင်္ဂလာပါကျွန်တော်တို့ပိုင်မှာဒီနေ့မှာတော့ PUBG Update 4.1 အတွက်ကျွန်တော်တို့ Mami set အပြာနဲ့ကျွန်တော်တို့ရေခဲစကင် F1 ရေခဲစကင်ရတဲ့နီလန်းလေးကိုလုပ်ပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကတော့လုံးဝချင်းမဟုတ်ပါဘူးထဲပုံထဲနီကိုလည်းကျွန်တော်ဒီဗီဒီယိုထဲမှာပဲတခါတည်းလုပ်ပြပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပါလို့ပြောချင်ပါတယ်အဲ့တော့အရင်ဆုံးအနေနဲ့ကျွန်တော်တို့ file ဘယ်မှာ down ရမလဲဆိုရင်ကျွန်တော်ခုပြထားတဲ့ကျွန်တော် Telegram မှာ down ပေးရမှာဖြစ်ပြီးတော့ဒီ file ရဲ့ password ကိုကြတော့ကျွန်တော်ဒီဗီဒီယိုရဲ့အစိပ်ပိုင်းတစ်ခုမှာကျွန်တော်တို့ password လေးတစ်လုံးချင်းထည့်ပေးသွားမှာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့တချို့တွေကကျွန်တော်တို့ဒီဗီဒီယိုအဆုံးထိမကြည့်ပဲနဲ့ကျွန်တော်တို့ထည့်တက်သွားတဲ့ brother တွေကအဲ့လိုကြောင့်မို့ကျွန်တော်ဒီလိုထည့်ပေးခြင်းဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတာကိုစလိုက်ကြအောင်လုံးဝမဘန်းပါဘူးเนาะမဘန်းအောင်ထည့်တဲ့နည်းကိုကျွန်တော်ဒီဗီဒီယိုမှာတစ်ခါလေးလုပ်ပြပေးသွားမယ်ဒီ file ထည့်တဲ့နည်းကိုကျွန်တော်တို့ file ပြန်ဖြတ်တဲ့နည်းကိုတစ်ခါလေးလုပ်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့အားလုံးပဲစလိုက်ကြအောင် let's go ဆိုတော့အရင်ဆုံးအနေနဲ့ Telegram မှာကျွန်တော်ဒီမှာ skin file ကျွန်တော်ဒီ file လေးကိုကျွန်တော် 2MB ပဲရှိရဗျာ save to download လုပ်လိုက်ပါလုပ်ပြီးသွားပြီဆိုကျွန်တော်ဒီမှာဒီ Z-Driver ရဲ့ဝင်မယ်ကျွန်တော်တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားရင်ကျွန်တော်ပြမယ်နော်ကျွန်တော်ဒီမှာတခါလေးလုပ်ပြပေးပါမယ်ဖြည်းဖြည်းချင်းပြမယ်ကျွန်တော်ဒီမှာ download ဆိုတာလေးရှိရဲ download ဆိုတာကိုတစ်ချက်နှိပ်မယ်ပြီးတော့ကျွန်တော်ဒီမှာ Telegram လေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ဒီမှာခုနကကျွန်တော် download လိုက်တဲ့ second file လေးရောက်လာပြီဗျာရောက်လာပြီဆိုသူတစ်ချက်နှိပ်လိုက်မယ်ဆိုတော့ password ကတော့ဒီမှာပါကျွန်တော်ဒီ password တော့ကျွန်တော်မပြတော့ဘာလို့ဒီဗီဒီယိုရဲ့စိတ်ပိုင်းတစ်ခုမှာကျွန်တော်ထည့်ပေးထားမယ်ဗျာအဲ့တော့ brother တို့ password အမှာဗီဒီယိုအဆုံးထိကြည့်ရဲအဲ့ဒါကတွေ့တဲ့ password ပဲထည့်လိုက်ပါ password အများကြီးမများဘူး၅လုံးပဲရှိရဗျာဆိုတော့ဒီမှာကျွန်တော်တို့ preview သွားပြီဆိုရင်ကျွန်တော်တို့ဒီမှာဒီ file လေးပေါ်လာမယ်အပေါ်ဆုံးမှာ new scan file ဆိုပြီးမှတော့တစ်ချက်နှိပ်မယ်ဒီမှာ file ဆိုတဲ့ one item ဆိုပြီးပေါ်လာလိမ့်မယ်ဗျာပေါ်လာရင်ကျွန်တော်တို့တစ်ချက်ဖိမယ်အောက်ကကျွန်တော်ဒီမှာမြင်တဲ့အတိုင်းပဲ copy ဆိုတာလေးကိုနှိပ်မယ်ကျွန်တော်အပေါ်ကဒီ set bar ပုံစံလေးဗျာအဲ့ဒါလေးကိုချက်ဆွဲလိုက်မယ် device story ဆိုတာလေးကိုကျွန်တော် sorry device story ရဲ့ဝင်မယ်အဲ့ပြီးကျွန်တော်ဒီမှာဒီ Android logo လေးနဲ့ဗျာစာလေးရေးထားတဲ့ Android ထဲကိုဝင်မယ်ပြီးကျရင်ကျွန်တော် data ထဲကိုဝင်မယ်ဒီထဲရောက်ပြီဆိုရင်ကျွန်တော်တို့ software PUBG mobile global version ကိုရှာမှာပဲဖြစ်ပါတယ်အဲ့တော့ရဲမှာကျွန်တော်ဒီမှာဒီတန်းဆန်း call IG ဆိုတာရှိရတဲ့ချက်နှိပ်မယ်အဲ့ပြီးတော့ဒီနားရောက်ပြီဆိုတော့အောက်ဆုံးမှာကျွန်တော်ဒီမှာစာရွက်အပြာရောင်လေးရှိရဗျာအဲ့စာရွက်အပြာရောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီဆိုရင်ဒီကတော့ကျွန်တော်ဝင်သွားပြီပဲဖြစ်ပါတယ်ဝင်သွားဆိုကျွန်တော် game ရဲ့တစ်ချက်ဝင်ကြည့်မယ်ဆက်ရှင်းလိုက်မယ်ဆိုတော့ကျွန်တော် game နဲ့ပြန်ဝင်မယ်နော်အဲ့တော့ကျွန်တော် game နဲ့ချက်ဝင်မယ်လုံးဝချင်းမဟုတ်ဘူးเนาะကျွန်တော်ဒီထဲမှာဘာပါမလဲဆိုတော့ကျွန်တော်တို့ဒီရေခဲစကင်ပါမယ်ကျွန်တော်ရေခဲစကုတ်တွေပါမယ်ဗျာတော်တော်လေးကိုမိုက်တယ်အဲ့တော့ကျွန်တော်တကယ်အလုပ်ဖြစ်လားအလုပ်မဖြစ်ဘူးလားဘန်းလားမဘန်းလားဆိုတော့ကျွန်တော်စမ်းပြပါမယ်အဲ့ပြီးတော့ဒီနေ့ဒီဗီဒီယိုမှာပဲကျွန်တော်တို့ file ပြန်ဖက်တဲ့ဟာကိုပဲတစ်ခါလေးတင်ပေးလိုက်မယ်တချို့တွေကြတော့ကျွန်တော် file ထည့်တာမှာဒီမှာတစ်ရက်လောက်တော့ဘန်းတယ်ဗျာတချို့တွေကတော့မဘန်းဘူးဘန်းနိုင်ကြီးကတော့နည်းပါတယ်စကင်ဆိုတော့အဲ့လောက်ထိမဘန်းဘူးဗျာဆိုတော့ကျွန်တော်brother တို့မြင်တဲ့အတိုင်းပဲကျွန်တော်လုံးဝ edit တွေလည်းမဟုတ်ဘူးเนาะတခါတည်းကျွန်တော်ဝင်ပြပေးသွားတယ်ကျွန်တော်ဒီမှာဗျာဒီမှာ memory set အဲ့ပြီးတော့ M4 က brother တို့ပျောက်ကြား skin ရှိမှရမှာเนาะပျောက်ကြား skin ရှိရင်တော့ရေခဲပေါ်တယ်ဆိုတော့အဲ့ပြီးတော့ brother တို့အနေနဲ့ဒီရေခဲ skin ကိုအရင်ဆုံး download ဆွဲလိုက်ဒီကျွန်တော်ပြမယ်ဗီဒီယိုလေးကိုစုံအောင်ကြည့်ဆိုအဲ့ဒါပဲတချို့တွေကမရဘူးထင်တယ်ဗျာအဲ့တော့ကျွန်တော်ပြမယ်sorry line လက်နေဆိုတော့ဒီတိလာမသိကျွန်တော်တို့ဒီ update လေး upgrade လုပ်တဲ့နေရာမှာဗျာဒီရေခဲ skin လေးကို download အရင်ဆွဲလိုက် browser တိလာရေခဲ skin ဆွဲရင်ကျွန်တော်ရေခဲပေါ်လာမယ်နှုံးဆိုပေါ်ဦးမှာမဟုတ်ဘူးကျွန်တော်အဲ့ချိန်မှာကျွန်တော်တို့ဒီ red dot ရယ်ကျွန်တော် six scope ရယ်ရေခဲ scope ဖြစ်သွားမယ်အဲ့တော့ဒီမှာ browser မြင်တဲ့အတိုင်းပဲ file ကဟိုဖြစ်သွားရင်နော် file ထည့်ပြီးသွားပြီဒါပေမဲ့ကျွန်တော်ဘန်းလည်းမဘန်းဘူးနော်အဲ့တော့ကျွန်တော် file ပြန်ဖြတ်တဲ့နေတချို့မကြိုက်ဘူးဗျာမကြိုက်လို့နောက်တစ် file ထည့်မယ်ဆိုပြန်ပြောင်းတဲ့နေကိုကျွန်တော်တစ်ခါလေးလုပ်ပြပေးမယ်အဲ့တော့ကျွန်တော် game ကြီးထွက်လိုက်မယ်နော်ဆက်လေးရှင်းလိုက်မယ်နော်အဲ့တော့တစ်ခါလေးလုပ်ပြပေးပါနော်အဲ့ဆိုဒီကောင်လေးပါဆက်တစ်ခါရှင်းလိုက်မယ်နေပြီးကျွန်တော်တို့ခုနထည့်ထားတာကိုကျွန်တော်ပြန်ဖြတ်မယ်ဆိုရင် Android ထဲဝင်မယ် data ထဲပြန်ဝင်မယ်ပြန်ဝင်ပြီးတော့ခုနကျွန်တော်တို့ထည့်ခဲ့တဲ့ PUBG တန်းဆန်း call IG ကိုပြန်ဝင်မယ်ဗျာအဲ့ပြီးကျွန်တော် file ထဲဝင်မယ်ဒီမှာအောက်က UE4 game နဲ့ပြန်ဝင်မယ်ပြီးတော့ share to test extra ဆိုတာအဲ့ဒါပြန်ဝင်မယ်အောက်က share to track အဲ့ဒါပဲပြန်နှိပ်ဗျာနှိပ်ပြီးအဲ့မှာ save ဆိုတာပြန်နှိပ်မယ်
လေးပဲကျွန်တော်နည်းနည်းဆွဲမယ်ကျွန်တော်ဒီနားမှာဗာလဲဆိုတော့ PAKS space กว่าရှိတယ်အဲ့ကောင်တစ်ချက်နှိပ်မယ်အဲ့မှာဒီထဲရောက်သွားကျွန်တော်မှ page DMB ကျွန်တော်အတန်ထွက်မှရင်မလိုက်မှာကွာအဲ့ဒါလေးကျွန်တော်တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးဒီမှာတွေ့လား game page 4.10 ဆို pix ဆိုတာရှိရဗျာအဲ့လေကျွန်တော်ဖိလိုက်မယ်ပြီးတော့ကျွန်တော် delete လုပ်လိုက်ပါမယ်မြတ်โอเคဒီလုပ်ပြီးကျွန်တော် section လိုက်မယ် game နဲ့ပြန်ဝင်ပါမယ်မြတ်ဆိုတော့ဒါတော်တော်လေးလွယ်ကွာအဲ့တော့ brother တို့အနေနဲ့ channel လေးကို like and subscribe လေးနှိပ်ခဲ့ဖို့မမေ့ပါနဲ့ဟုတ် like and subscribe လေးနှိပ်ခဲ့ပြီးကြပါတော့နောက်ထပ်ဗီဒီယိုမှာထပ်ဆိုမယ်အခုကျွန်တော်ပြပေးမယ်ကျွန်တော် file ပြလားမပြပေးလားဆိုတော့တခါပြပေးမှာတော့ကြာဂျင်းနေတို့တည်ရမလားအဲ့လိုပြောမှဆိုလို့ဗျာကျွန်တော်အဲ့လိုမျိုးပြောတိတ်ပြီးတော့ခံလာလည်းမဟုတ်တာမဟုတ်မကြိုက်တာပေါ့ဗျာကျွန်တော်တကယ်ဟုတ်တဲ့တန်းနဲ့ဂျင်းလို့ပြောဗျာဘယ်လိုလက်ခံမလားဟုတ်တယ်မလားဆိုတော့ဒီမှာဗျာ skin file နေပြတ်သွားပြီအဲ့တော့အားလုံးပဲဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲအားလုံးပဲတက်တာပါကျွန်တော် line မကောင်းတဲ့အတွက်ကြောင့်လုံးဝပျောက်သွားပြီဗျာဒါဆို easy လုံးဝဘန်းလည်းမဘန်းတော့ဘူးအဲ့တော့ channel လေးကို like and subscribe လိုက်ခဲ့ပါအားလုံးပဲတက်တာနောက်ထပ်ဗီဒီယိုမှာထပ်ဆုံမယ် let's go